အားလုံးပဲခရစ်တော်နာမ၌မင်္ဂလာပါဝိညာဉ်လူများအတွက်ဝိညာဉ်အစာ channel ကနေပြန်လည်ပြီးမှကြိုဆိုလိုက်ရပါတယ်ဂလာတိဩဝါဒစာအခန်းကြီး6အငယ်9အလွဲမယူကြနဲ့ဖျားသခင်သည်မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူလူသည်မျိုးစိကျဲသည့်အတိုင်းအတီးအနှံကိုရိပ်ရလိမ့်မည်ကျွန်တော်တို့ဒီနေရာမှာကြီးတဲ့အခါမှာမျိုးစိကျဲသည့်အတိုင်းအတီးအနှံကိုရိပ်ရမယ်ဆိုတဲ့အရာကိုတွေ့ရတာပဲဖြစ်ပါတယ်ဒါကြောင့်မို့စိုက်သည့်အတိုင်းရိပ်ရမည်ဆိုတဲ့ခေါင်းစဉ်လေးနဲ့ဒီကနေ့မှာဝေမျှလိုတာပဲဖြစ်ပါတယ်ကျွန်တော်တို့ယုံကြည်သူတချို့တွေရဲ့အသက်တာထဲမှာကယ်တင်ခြင်းရပြီးပြီယေရှုခရစ်တော်ကိုယုံကြည်ပြီးပြီကြိုက်တယ်လို့နေလို့ရပြီဆိုတဲ့အသက်တာထဲမှာအသက်ရှင်တဲ့သူတွေအများကြီးပဲသူတို့ကိုယ်တိုင်ကလည်းအဲ့လိုပဲဝန်ခံပြီးမှယေရှုကိုယုံကြည်ပြီးပြီငါရဲ့အသက်တာထဲမှာဆုံးရှုံးစရာမရှိတော့ဘူးဆိုပြီးမှဒီတိုင်းဖြစ်တယ်လို့ခရိယန်အသက်တာကိုဖြစ်တယ်လို့အသက်ရှင်တဲ့သူတွေရှိပါတယ်ဒါပေမဲ့အဲ့ဒီအရာဒီနောက်ကပတ်တော်ထဲမှာလုံးဝတွင်တင်ထားခြင်းမရှိတဲ့အမှုရာပဲဖြစ်ပါတယ်နောက်ကပတ်တော်ထဲမှာကြီးတဲ့အခါမှာယေရှုကငါ့ကိုယုံကြည်ပြီးသွားရင်မင်းတို့ကြိုက်တယ်လို့နေပါဆိုပြီးမှတွင်တင်ထားခဲ့တဲ့နောက်ကပတ်တော်မရှိဘူးတမန်တော်တွေရေးသားတဲ့အရာတွေထဲမှာကြီးတဲ့အခါလဲဂျေဇုတော်ထဲမှာလွတ်လပ်သွားပြီးကြိုက်တယ်လို့နေလို့ရပြီဆိုတဲ့တမန်ကျမ်းစာကိုကျွန်တော်တို့မတွေ့ရဘူးဖြစ်ပါတယ်ကျွန်တော်တို့ဒီနေရာမှာကြီးတဲ့အခါမှာအလွဲမယူကြနဲ့ဘုရားသခင်သည်မထီမဲ့မြင်ပြုခြင်းကိုခံတော်မမူဆိုပြီးမှပြောထားတာပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာနောက်ကပတ်တော်တမန်တရားနဲ့ပတ်သက်လာရင်အလွဲမယူတတ်တော်သူတွေဖြစ်ဖို့လိုအပ်ပါတယ်ဘုရားသခင်ကမထီမဲ့မြင်ပြုခြင်းကိုခံတဲ့ဘုရားမဟုတ်ပါဘူးဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာနေ့စဉ်လှုပ်ဆောင်တဲ့အရာတစ်ခုချင်းစီတိုင်းကမျိုးစိကျဲနေတော့သူတွေပဲဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ကဇာတိထဲမှာမျိုးစိကျဲရင်ဇာတိအရာတွေပဲရိတ်သိမ်းရမှာဖြစ်တယ်ဝိညာဉ်ထဲမှာမျိုးစိကျဲရင်ဝိညာဉ်အရာတွေကိုကျွန်တော်တို့ရိတ်သိမ်းရမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့အငယ်၈မှာမိမိဇာတိပဂတိ၌မျိုးစိကျဲတော်သူသည်ဇာတိပဂတိအဖြစ်ပုတ်ပြစ်ခြင်းအတိအနံကိုရိတ်ရလိမ့်မည်ဝိညာဉ်ပဂတိ၌မျိုးစိကျဲတော်သူသည်ဝိညာဉ်ပဂတိအဖြစ်ခြာရအသက်ရှင်ခြင်းအတိအနံကိုရိပ်ရလိမ့်မည်ဆိုပြီးမှပြောထားတဲ့အရာကိုတွေ့ရပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာဇာတိပဂတိထဲမှာမျိုးစိကျဲနေတော့သူတွေနေ့စဉ်အသက်ရှင်ခြင်းထဲမှာမိမိစိတ်ကြိုက်မိမိရဲ့ဇာတိအလိုဆန္ဒအတိုင်းအသက်ရှင်နေတော့သူတွေမဟုတ်ပဲနဲ့ဝိညာဉ်ပဂတိထဲမှာမျိုးစိကျဲတော်သူတွေတနည်းအားဖြင့်ဖျားနဲ့တက်တဲ့အတ္တတာထဲမှာဖျားတွန်တင်ပေးထားတဲ့လမ်းကြောင်းထဲမှာအသက်ရှင်တတ်တော်သူတွေဖြစ်ဖို့ရန်အတွက်လိုအပ်တာပဲဖြစ်ပါတယ်။ဇာတိနဲ့ဝိညာဉ်တွေအမြဲတမ်းစန့်ကျင်ဘက်ပဲဖြစ်ပါတယ်။ဇာတိပဂတိရဲ့အကျင့်တွေကိုလည်းကျွန်တော်တို့သိရှိပြီးသားပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တတာတွေထဲမှာနေစဉ်ကျွန်တော်တို့ရဲ့စကားပြောခြင်းတွေထဲမှာလှုပ်ဆောင်ခြင်းတွေထဲမှာသွာလာခြင်းတွေထဲမှာသူတစ်ပါးနဲ့ပြုမှုဆက်ဆံခြင်းတွေထဲမှာဇာတိပဂတိမျိုးစိကိုကျဲနေတော့သူတွေမဟုတ်ပဲနဲ့ဝိညာဉ်ပဂတိမျိုးစိကိုကျဲတော့သူတွေဖြစ်ရအောင်ဆိုပြီးမှခွန်အားပေးလိုပါတယ်ဝိညာဉ်ပဂတိထဲမှာမျိုးစိကျဲတော့သူဖြစ်ဖို့ရန်အတွက်လိုအပ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တထဲမှာလဲချနေတော့သူတွေကိုထူးမပေးခြင်းကလည်းဝိညာဉ်မျိုးစိကျဲနေတော့သူတွေပဲဖြစ်တယ်တမန်တရားကိုဝေမျှခြင်းဧဝံဂေလိဟောပြောခြင်းဖျားခင်ကိုချီးမွမ်းခြင်းကိုးကွယ်ခြင်းယုံကြည်သူများကိုခွန်အားပေးခြင်းပေးကမ်းခြင်းဝေမျှခြင်းမေတ္တာပြခြင်းဒီအရာတွေအားလုံးကဝိညာဉ်ပဂတိနဲ့ဆက်ဆိုင်တဲ့အရာတွေပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တတာတွေထဲမှာဇာတိပဂတိထဲမှာမိမိရဲ့လိုအင်ဆန္ဒတွေထဲမှာအသက်ရှင်နေတဲ့အတ္တတာတွေမဟုတ်ဘဲနဲ့ဖျားနဲ့တက်တဲ့အရာကဘယ်အရာဖြစ်တယ်လဲဆိုတဲ့အရာကိုကျွန်တော်တို့တင်ယူပြီးမှဖျားနဲ့တက်တဲ့အတ္တတာထဲမှာအသက်ရှင်တတ်ဖို့ရန်အတွက်အလွန်အင်မတန်မှအရေးကြီးတာပဲဖြစ်ပါတယ်။ဒါကြောင့်မို့နှုတ်ကပတ်တော်ထဲမှာလည်းတွင်တင်သားတယ်။တခင်ဖျားနဲ့တက်တဲ့အရာကဘယ်အရာဖြစ်တယ်ဆိုတဲ့အရာကိုတင်ယူပါဆိုပြီးမှတွင်တင်ထားပါတယ်။
ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တထဲမှာဇာတိပဂတိထဲမှာမျိုးစိကျဲနေတော့သူတွေမဟုတ်ပဲနဲ့ဝိညာဉ်ပဂတိထဲမှာမျိုးစိကျဲတော့သူတွေဖြစ်ရအောင်အလွဲမယူကြပါနဲ့မိတ်ဆွေဘုရားသခင်ကတော့မထီမဲ့မြင်ပြုခြင်းကိုမခံဘူးဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တထဲမှာဖယားရဲ့သားဆိုရင်ဖယားရဲ့သားကဲ့သို့အသက်ရှင်ရမှာပဲဖြစ်တယ်အလင်းရဲ့သားဆိုရင်ကျွန်တော်တို့ရဲ့အတ္တထဲမှာအလင်းထွန်းလင်းနေရမှာဖြစ်ပါတယ်မောင်မိုက်ရဲ့အရာတွေဇာတိရဲ့အရာတွေကကျွန်တော်တို့ရဲ့အတ္တထဲမှာထင်ရှားနေဖို့မဟုတ်ဘဲနဲ့ဝိညာဉ်သဘောတွေကသာလဲကျွန်တော်တို့ရဲ့အတ္တထဲမှာထင်ရှားနေဖို့ရန်အတွက်ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီယုံကြည်တော်သူများဖြစ်သောကြောင့်ကျွန်တော်တို့ရဲ့အတ္တအားဖြင့်ဖခင်ရဲ့ဘုန်းတော်ကိုထင်ရှားစေတော်သူဝိညာဉ်ပဂတိထဲမှာမျိုးစေ့တွေအများကြီးကျဲနိုင်တော်သူတွေဖြစ်ရအောင်ဆိုပြီးမှဒီကနေ့မှာနှုတ်ကပတ်တော်အဖြစ်ခွန်အားပေးလူတာပဲဖြစ်ပါတယ်မျိုးစေ့ကျဲသည့်အတိုင်းရိပ်ရမှာဖြစ်တယ်စိုက်သည့်အတိုင်းရိပ်ရမှာပဲဖြစ်ပါတယ်ဒါကြောင့်မို့မိတ်ဆွေကျွန်တော်တို့ရဲ့အတ္တထဲမှာနေ့စဉ်အသက်ရှင်ခြင်းထဲမှာကျွန်တော်တို့ကဘယ်အရာတွေကိုတာ၍စိုက်ပျိုးနေတယ်လဲဆိုတဲ့အရာကိုကျွန်တော်တို့ဒီဆင်ခြင်ပြီးမှကျွန်တော်တို့ရဲ့အတ္တထဲမှာဝိညာဉ်ပဂတိထဲမှာဖယားနဲ့တက်တဲ့အတ္တထဲမှာတာ၍ကျွန်တော်တို့စိုက်ပျိုးတော်သူတွေဖြစ်ရအောင်ဆိုပြီးမှဒီကနေ့မှာနှုတ်ကပတ်တော်အဖြစ်ခွန်အားပေးလိုတာပဲဖြစ်ပါတယ်အားလုံးပေါ်မှာဆက်လက်ပြီးမှဘုရားသခင်ကောင်းကြီးရှိပါစေ